ဒီနေ့တော့လမ်းဘေးမှာနေထိုင်နေရတဲ့ခွေးလေးတွေအတွက်အစာချက်ပြီးတော့သွားတွေ့ဖြစ်ခဲ့ပါတယ်။သူတို့လေးတွေကအိမ်မရှိဘူးပိုင်ရှင်မရှိဘူးနေဘူးမိုးရွာဘယ်ချိန်ပဲဖြစ်ဖြစ်လမ်းဘေးမှာရှင်သန်ကြရတခါတလေအစာမစားရတဲ့နေ့တွေရှိသလိုရေတောက်ဖို့တောင်ခက်ခဲတဲ့အချိန်တွေလည်းရှိတယ်။ကျမတို့တော့ဒီနေ့ချက်ထားတဲ့အစာဟာတာမန်အစာတစ်နက်ဖြစ်နိုင်ပါတယ်။အစာကျွေးနေတဲ့အချိန်မှာသူတို့လေးတွေကအမိနဲ့မီစားနေတာကိုမြင်ရတော့စိတ်ထဲမှာဝမ်းသာပီတိဖြစ်မိတယ်။စကားမပြောနိုင်တဲ့တရားဝါလေးတွေဖြစ်ပေမဲ့မေတ္တာနဲ့ကျင်နာမှုတော့ခံစားတတ်ကြပါတယ်။လောကကြီးကိုပြောင်းလဲပေးဖို့မလိုပါဘူး။တက်နိုင်တဲ့လောက်လေးပဲကူညီပေးဖို့လိုတာပါ။လူတိုင်းကနည်းနည်းစီမွေးမြပေးလိုက်ရင်နမ်းမလေးစံနေရဲ့ဘဝပို့ပြီးတော့နှွေးထွေးလာမှာပါ။ဒီနေ့ရဲ့ပျော်ရွှင်မှုလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ခွေးလေးတွေအားလုံးဘေးကင်းပြီးကျန်းကျန်းမာမာနေနိုင်ကြပါစေ။ဒီနေ့ပြုသမျှကုသိုလ်ကောင်းမှုအားလုံးကိုလည်းအကုန်လုံးရကြပါစေ။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။